ဘာသာလာအိုဘာသာလူမျိုးအနေနဲ့လဲယူရီးယားလူမျိုးလာအိုလူမျိုးတရုတ်လူမျိုးဗီယက်နမ်လူမျိုးကမ္ဘောဒီးယားလူမျိုးဖိလစ်ပိုင်လူမျိုးဗီယက်နမ်လူမျိုးစသဖြင့်လူမျိုးပေါင်းစုံပါတဲ့အပြင်ကို၎င်းတို့ရဲ့အိမ်တော်မှန်များအများအပြားဖြစ်ကြလိမ့်ရှိကြတဲ့အမေရိကန်အများအပြားလဲပါဝင်ပါတယ်။ဒါကြောင့်လူမျိုးအားလုံးကိုလည်းဆရာတော်ဖျားအပါဝင်တန်ဃာတော်အရှင်မြတ်တွေကအကုန်လုံးကိုညှိနှိုင်းပြီးမှတရားဟောပေးခြင်းသီလပေးခြင်းနဲ့တရားပြသခြင်းနဲ့မိဂုံးများဖြည့်ဆို့ခြင်းများကိုဆောင်ရွက်ရတာဖြစ်ပါတယ်။ကျွန်တော်ဆိုလိုတာကယူရီးယားဘာသာစကားတစ်မျိုးတည်းနဲ့ဟောကြားလို့မရတယ်လို့ယူရီးယားလူမျိုးရဲ့ဒလေးစရိုက်နဲ့လက်လုံးကြီးထွေအောင်ပြောရုံနဲ့လည်းမပြီးပါဘူးလူမျိုးပေါင်းစုံကိုအကုန်လုံးအဆင်ပြေသွားအောင်အချင်းချင်းလဲညီညွတ်သွားအောင်ဆောင်ရွက်ပေးရတာဟာအင်မတန်မှပညာသားပါနဲ့ဆောင်ရွက်ရတာဖြစ်ပါတယ်အဲ့ဒီလိုပဲလောင်ကစားခြင်းကြောင့်ဖြစ်ဖြစ်တခြားအခက်ခဲကြောင့်ပဲဖြစ်ဖြစ်ဒီမြို့မှာစိတ်ဓာတ်ကျဆင်းတဲ့လူတွေအတွက်ကျွန်တော်စောကတင်ပြခဲ့သလိုစိတ်စိတ်ကူရာဌာနကြီးအဖြစ်နဲ့တန်ခါတော်အရှင်များများကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒီเจ้าတော်မှာအမြဲတမ်းတန်ခါတော်အရှင်များများအနေနဲ့ကျွန်တော်ဘွဲတော်အရာကျွန်တော်ရွတ်ဖတ်ပြီးတော့တင်ပြရမယ်ဆိုရင်ယေရှုရှင်ဆရာတော်ဖျားဥဇေယတုတ္တဥမာဂိန္ဒဥဇောတိကဥတိလစာရဥဥတ္တရဥဝဇီရဥသနာဝရစတဲ့မြန်မာတန်ဃာတော်များအမြဲတမ်းသတင်းသုံးလေးရှိပါတယ်ဒီကျေးဇူးရှင်ဆရာတော်ဖျားရဲ့အစီအစဉ်နဲ့ဥတိလစာရကတော့တခြားအော်ရီဂွန်ပြည်နယ်မှာရှိတဲ့ပို့လန်းမြို့မှာသွားရောက်ပြီးသာနာပြုနေပြီဖြစ်ပါတယ်ကျန်တဲ့ဆရာတော်တွေဟာလည်းကျန်တဲ့ဆရာတော်များနဲ့တန်ဃာတော်ရှင်များဟာလည်းအရေးကြီးရင်ကြီးသလိုကာလီဖိုးနီးယားပြည်နယ်မှာသွားရောက်ပြီးတော့တာနာရေးကိစ္စတွေဆောင်ရွက်နေကြတာအမြဲတမ်းလို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့အားလုံးအလှရှင်တက္ကရာများအားလုံးကိုကျွန်တော်တင်ပြရမယ်ဆိုရင်ဒီကျောင်းတော်ကြီးမှာကျေးဇူးရှင်ဆရာတော်ဖျားအမှုပြုတဲ့တန်ဃာတော်အရှင်များနဲ့သီလရှင်များဟာအင်မတန်မှထွေတာဆုဆောင်းပြီးတော့ဆောင်ရွက်ကြတာဖြစ်ပါတယ်အဟောတိခံလုံးဝမဖြစ်အောင်ကိုမီလုံးလေးတပွင့်ပွင့်နေတာအစားအတော့အနေငယ်ကြံရှိတာကိုစနစ်ကျသိသိတာအစားအကုန်လုံးကိုခြွေတာစွာနဲ့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်မိမိတို့ရဲ့လှူဒန်းငွေဟာတပြားတစ်ချက်မှအဟောတိကံအလဟတလုံးဝမဖြစ်ပါဘူးဒါကြောင့်အလှူဒါနကိုယုံကြည်တယ်ဆိုရင်ကျွန်တော်တင်ပြခဲ့တဲ့တက်တော်တင်ရှားမြတ်စွာဘုရားဟောကြားခဲ့တဲ့အလှူဒါနများအတိုင်းပဲယုံကြည်တယ်ဆိုလို့ရှိရင်ဒီเจ้าတော်ကိုလှူဒန်းခြင်းအပြင်မိမိတို့လှူဒန်းတဲ့ငွေဟာတပြားတစ်ချက်မှအလဟတမဖြစ်ဘဲနဲ့ဗုဒ္ဓဘာသာသာနာတော်အတွက်သာနာတော်ကြီးအတွန်းရှိဖို့အတွက်အင်မတန်မှအကျိုးများပြားလှတယ်လို့ကျွန်တော်တင်ပြရင်းဒီကုန်းချုပ်ပြရစီခင်ဗျာLas Vegas မြို့ဆိုလို့ရှိရင်မတည်သူမရှိသလောက်ပါပဲကမ္ဘာလောင်းကစားမြို့တော်ကြီးလို့အတိအမှတ်ပြုခံရပါတယ်အာဂုဒိုမြို့ကြီး Sin City လို့လည်းနာမည်ပေးလိုက်ကြပါသေးတယ်24နာရီလုံးပိတ်ရမရှိအလုပ်လုပ်နေကြတဲ့မြို့ပါအဲ့ဒီမြို့မှာမိခိုနေတိုင်းကြတဲ့ပုံကိုယ်တွေကရောကဘာအရရကလာရောက်ကြီးကျူလဲပတ်ကြတဲ့အဲ့ဒီတွေအဖို့စိတ်ရဲ့အပန်းဖြေရာဖရာရိတ်တရားရိတ်တန်ဃာရိတ်ဌာနတစ်ခုရှိဖို့အမှန်တမ်းမှလိုအပ်လှပါတယ်ဆိုတာဘယ်လိုမှမငင်းတာလားနိုင်ပါဘူးနွေခါသမယကဲကန္နရတဲကန္နရမြို့အလဲကောင်မှာအပြင်ဘက်မှာဆိုလို့ရှိရင်ပူချိန်ဟာ115 120 Fahrenheit ဒီဂရီဝန်းကျင်ခန့်ရှိပြီးတော့အပူဒဏ်ကိုကြိတ်မိတ်ပြီးတော့လှိမ့်ခံနေကြရတယ်လို့အတွင်းပိုင်းဆုံးစိတ်နှလုံးသားတွေကလည်းပဲ1500ဒီဂရီခန့်ရှိတဲ့ပြည့်တာအပူဒဏ်ကြီးခံစားနေကြရတဲ့ကန္နာရခရီးသွားပုဂ္ဂိုလ်များအတွက်အိုးအေးစစ်တူတဲ့
ရေးကြီးရေးစဉ်တစ်ပေါက်တောက်သုံးနိုင်ရင်ဌာနကြီးတစ်ခုရှင်းသိကောင်းမှာပဲလို့တွေးထင်မိတာကြာလာပါပြီတွေးထင်ထားတဲ့အတိုင်းပါပဲ Las Vegas မြို့မှာမြတ်ဗုဒ္ဓရဲ့တရားတော်ဖြန့်ဖြူးဝေငှရာတရားချင်းပါရမီရှင်တို့ရဲ့တရားဘာဝနာများအားထုတ်နိုင်ရာအပြည်ပြည်ဆိုင်ရာကမ္ဘာ့ရေးသားကြီးတစ်ခုဒီဆောက်နိုင်ဖို့အတွက်စီမံကိန်းတရက်ချမှတ်လာခဲ့တာလေနေ့ချီကြာညောင်းခဲ့ရပါတယ်အများအတွက်သာသနာအတွက်ရည်ရွယ်ပြီးတော့ဒီဆောက်တာဖြစ်ပေမဲ့လို့တဘာဝတရားအတိုင်းဒီကြားကာလမှာအခက်အခဲအနောက်ရှက်ပေါင်းမြောက်များစွာကိုရင်ဆိုင်ဖြတ်တန်းခဲ့ရပါတယ်ဘာပဲပြောခုချိန်ခါမှာတော့တွေးထင်ထားတဲ့အတိုင်းဒီဆောက်မှုအပိုင်းမှာအကောင့်ထဲပေါ်ပြည့်မြောက်အောင်မြင်သွားပြီဖြစ်လို့ပဲဆိုရပါမယ်အဲလိုအောင်မြင်မှုရရှိအောင်အဖက်ဖက်ကဝိုင်းဝန်းကူညီအားပေးချီးမြှောက်ထောက်ပံ့ပေးနေကြတဲ့စေတနာဝန်ထမ်းအသိပညာရှင်အတတ်ပညာရှင်တရားစင်စေတနာရှင်ပါရမီရှင်များကိုအထူးပဲကျေးဇူးတင်လှပါကြောင်းဒီကနေပြီးတော့မှတ်တမ်းတင်ဂုဏ်ပြုပြောကြလိုက်ပါရစေဒီရိပ်သာအကြောင်းတော်ကြီးပြည်စည်းအောင်မြင်ရခြင်းမှာရဝေရနေမှလူမျိုးပေါင်းစုံဘာသာပေါင်းစုံမှပါရမီရှင်များရဲ့တတတအားစုပေါင်းလှူဒန်းထောက်ပံ့မှုကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်နဲများမစိုးကုသိုလ်ပါဝင်ခွင့်ရှိကြတဲ့သူတိုင်းမှာကျောင်းတကာကျောင်းအမတိန်တကာတိန်အမစီရီတကာစီရီအမများပြင်ဖြစ်ကြပါတယ်တိန်တို့ကျောင်းတို့စီတော်တို့ဆိုတာကလည်းသိကြတဲ့အတိုင်းသာသနာတော်ပိုင်းပစ္စည်းဗုဒ္ဓဘာသာဝင်များရဲ့အမွေအနှစ်တွေပဲဖြစ်ပါတယ်ဒီကျောင်းတော်ကြီးဟာဖရာတရားတန်ရဏမြတ်သုံးပါးရဲ့ကိန်းဝတ်ရာတွေမကပါဘူးဖရာရှင်ရဲ့တရားတော်မြတ်ကိုကဘာနှံ့ဖြန့်ဖြူးရာဌာနလည်းဖြစ်တရားချစ်ခင်သူတော်စင်ပေါင်းတို့ရဲ့ဒါနမျိုးစေ့သီလမျိုးစေ့ဘာဝနာမျိုးစေ့စိုက်ပျိုးကျဲချရာလေယာမြေကောင်းအစ်စ်လည်းဖြစ်ပါပြီတော့တယ်ဒါအပြင်တရားဘာဝနာလာရောက်ပွားများအားထုတ်ကြတဲ့တရားကြည်လင်ပါရမီရှင်ပေါင်းတို့ရဲ့စိတ်ချမ်းသာမှုကိုရယူခံစားနိုင်ရာကိလေသာညှိကြေးတွေကိုစေကျော်တုတ်တင်ရာဌာနကြီးတစ်ခုဖြစ်တယ်လို့နောင်လာနောက်သားငယ်သမီးငယ်အနာဂတ်ကျယ်ပွင့်ကလေးတွေရဲ့ပြုစုပြိုးထောင်ရာတင်တန်းခမှပညာပေးဌာနကြီးတစ်ခုလည်းဖြစ်ပါတယ်ဒါအပြင်ဘဝလောကရန်အမျိုးမျိုးကိုကြုံတွေ့ခံစားနေကြရတဲ့ပုဂ္ဂိုလ်များအတွက်ကိုရာလည်းဖြစ်ပြီးဆရာတော်တန်ခါတော်များထံမှမေတ္တာဓာတ်ဓမ္မဓာတ်အသိဉာဏ်ဓာတ်တွေကိုခံယူရရှိနိုင်ရာနှလုံးအေးရိပ်တာကြီးတပွဲလည်းဖြစ်နိုင်ပါတယ်ဒါအပြင်ဒီတာကျောင်းတော်ကြီးဟာကဘာတီနေရမြထာဝရတည်ရှိနေရမဲ့သာသနာပိုင်ပစ္စည်းပင်ဖြစ်ပါပြီတော့တယ်တဖယားရှင်ကိုရောမြတ်ကြီးကစွမ်းအာဟာရကိုပေးလူသူဟာခွန်အားဗလကိုပေးလူရမိပါတယ်အဝတ်သင်္ကန်းကိုပေးလူသူမှာအစင်ကိုပေးလူရမိပါတယ်ရင်ကိုပေးလူတို့မှာချမ်းသာဒုက္ခကိုပေးလူရမိပါတယ်စီမီကိုပေးလူတို့မှာပညာအလင်းပညာမျက်စိကိုပေးလူရမိပါတယ်ကြောင်အိယာနေရာပေးလူတို့မှာအလုံးစုံသောပေးလူရမိပါတယ်အလုံးစုံကိုပေးလူရမိပါတယ်တရားအလူပေးလူသူမှာတော့မတရားနိဗ္ဗာန်ကိုပေးလူရမိပါတယ်လို့မရေမတွက်နိုင်တဲ့အကျိုးတရားတွေကိုရရှိခံစားနိုင်ပါတယ်ဆိုတဲ့အကြောင်းဘုရားရှင်ကိုရောမြတ်ကြီးကဟောထားရှိပါတယ်ပြီးတော့တန်ခါတော်ရှင်မြတ်များအားကျောင်းအိယာနေရာပေးလူရခြင်းဟာအမြင့်ဆုံးအလှူပါပဲလို့ဘုရားရှင်ဒိုင်ချီးမွမ်းထောပနာပြုတော်မူခဲ့ပါတယ်အဲလိုအမှုမြတ်ဆုံးဒါနအလှူဒါနကိုပေးလူရတဲ့အတိုင်းအမှုမြတ်ဆုံးဖြစ်တဲ့အကျိုးတရားကိုဧကမုတ်ချရရှိခံစားကြရမှာကတော့မြည်ကြီးလက်ခမလွဲပါဘူးကျောင်းတော်ကြီးမှာတန်ခါတော်များတရင်တုံးနေထိုင်ကြလို့ထိုက်တဲ့ပစ္စည်း၄ပါးကိုရရှိနိုင်ကြသလိုအလူရှင်ကျောင်းတကာကျောင်းအမတွေမှာလည်းပဲပစ္စည်း၄ပါးစလုံးကိုပေးလူရလဲပြီးတော့တယ်ပုဂ္ဂိုလ်သူတရားကိုရည်စူးပြီးလူဒန်းတာမဟုတ်ပဲတန်ခါတော်များကိုရည်စူးပြီးလူဒန်းတာဖြစ်လို့လဲတန်ခိကဒါနလို့လဲခေါ်ဆိုနိုင်ပါတယ်တန်ခါတော်များလူဒန်းလိုက်ရတဲ့ဒါနကုသိုလ်ဟာအကျိုးကြီးမားလှကြောင်းဘုရားရှင်ကိုရောမြတ်ကချီးကျူးဂုဏ်ပြုတော်မူတာရှိပါတယ်အခုလိုဒေါ်လာ4 သန်းကျော်ခန့်အကုန်ကြခံပြီးဆောက်လုပ်ခဲ့တဲ့ဒီဇေယဓမ္မရိပ်သာကျောင်းတော်ကြီးပြည်စည်းအောင်မြင်ရခြင်းမှာလည်းပဲ
လူမျိုးပေါင်းစုံဘာသာပေါင်းစုံအများတကာတို့ရဲ့တရားအားကိုယ်အားဉာဏ်အားစီလုံးညွှတ်မှုအင်အားရဲ့ရလဒ်ကြီးတစ်ခုပဲဖြစ်ပါတယ်ဒီဆောက်မှုအပိုင်းပြည့်စုံသွားပြီးတဲ့နောက်မှာဆက်လက်ပြီးတော့ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းရည်ရွယ်ချက်အတိုင်းဘုရားရှင်ရဲ့အဆုံးအမသစ္စာတရားတွေကိုလူသားတိုင်းရဲ့နှလုံးသားသို့အရောက်တအားရမြဝေငှဖြန့်ချီဖို့အပိုင်းတွေကိုဘဝအဓိပ္ပာယ်ရှိနဲ့ကိုယ့်အကျိုးသူ့အကျိုးသာသနာအကျိုးအတွက်ဆက်လက်ပြုလုပ်ဖို့ကြံရှိနေပါသေးတယ်ကိုရင်းသာသနာတည်အောင်ပြုလုပ်ပြီးတဲ့အခါကိုဘသာသနာတည်အောင်လှုပ်ဆောင်ကြရမှာကဗုဒ္ဓဘာသာဝင်သူတော်စင်တွေအတွက်ဖျားပြီးတာဝန်တရားပဲမဟုတ်ပါလားဖျားစကားလိုက်နာသူတွေမှာဖျားရှင်ရဲ့သားတော်သမီးတော်တွေပါပဲဖျားရှင်ရဲ့သားတော်သမီးတော်အစ်သားတော်သမီးတော်များအဖြစ်ခံယူရရှိနိုင်ကြပြီးဘဝမှာမိမိကိုယ်ကိုဂုဏ်ယူနိုင်ကြပါစေပါရမီရှင်များမှာကျောင်းတော်ကြီးကိုအမှုမှီပြုပြီးတော့ကုသိုလ်တွေအများကြီးရရှိနေကြပါတယ်မိမိတို့ရဲ့ချွေးနှဲစာဖြင့်တတတအားပေါင်းလှူဒန်းတည်ဆောက်ခဲ့ကြတဲ့ကျောင်းတော်တိန်တော်စီတော်ဒီကိုအောင်းမေတ္တရိယာတိုင်းကုသိုလ်စိတ်တွေတဖွာဖွာဖြစ်ပေါ်လာမှာတော့အမှန်ပါပဲအခွင့်ကြုံလို့ကျောင်းတော်ကြီးစီတို့ကိုယ်တိုင်ကိုကြလာရောက်ပြီးတော့ဒါနမျိုးစေ့တွေကိုချဥပုသ္တိလတွေကိုစောက်တည်ဘာဝနာဝိပဿနာတရားပါရမီတရားတွေကိုဖြည့်ကျင့်စီးပူးခွင့်ရရှိနိုင်တဲ့အခါမှာတော့အတိုင်းထက်အလွန်တကူနဲ့ကောက်ကာဆိုသလိုဥဒူတွေအနန္တရရှိကြမှာမို့ချပါပဲမိမိတို့အတွက်ဒီမကအများတကာတွေရဲ့လေယာမြေကောင်းလည်းဖြစ်လူပေါင်းများစွာတို့အတွက်အလိုဆန္ဒအတိုင်းရယူစုခိုးနိုင်တဲ့ပါရမီကုသိုလ်ပရိဒါမင်းကြီးလည်းဖြစ်ပါတယ်အဲဒီလိုလေယာမြေကောင်းကိုအမိပြုပြီးတော့ပါရမီမျိုးစေ့တွေကိုစိုက်ပျိုးကျဲချနိုင်ကြသလိုမဲ့သီးဖိုသီးတွေကိုလည်းပဲရရှိခံစားသုံးဆောင်နိုင်ကြမှာပါမိမိတို့တအားရမြလူရန်ပြည်လူရန်စေလူရန်တန်ဖြစ်ကြတဲ့ပါရမီရှင်များအနေနဲ့ကျောင်းတော်ကြီးကိုသာလူရန်ကြတာမဟုတ်ပဲတိန်တော်ကြီးစေတော်ကြီးကိုပါပေါင်းလူရန်ကြတာဖြစ်လို့တမူပိုးပြထူးခြားအကျိုးများလှပါပြီတဲ့သိကြတဲ့အတိုင်းတိန်တော်ကြီးဆိုတာသာသနာတော်ရဲ့အသက်ကိုဆက်ပေးနေတဲ့တန်ဃာတော်များရဲ့တန်ဃာတော်များကိုမွေးထုတ်ပေးနေတဲ့အောင်မြေထူးကြီးလည်းဖြစ်ပါတယ်တန်ဃာတော်များတိလဖြူစင်အပြည့်အာဘတကင်းအောင်ပြုလုပ်ပေးနေတဲ့နေရာတော်မြတ်ဖြစ်တယ်လို့ရဟန်းတော်များတန်ခိကကံဆောင်ဥပုပ်ပြုရာယောဂီများတရားဘာဝနာများပွားများအားထုတ်ရာဒါနသီလဘာဝနာမျိုးစေ့စိုက်ပျိုးရာစသဖြင့်ပါရမီကုသိုလ်ပေါင်းစုံပြုလုပ်နိုင်ရာမှာအောင်မြင်ကြီးပဲဖြစ်ပါတယ်ဒါကြောင့်ဒီဇေယဓမ္မမင်္ဂလာတိန်တော်ကြီးအတွက်နာမည်မစိုးလူဒန်းပြီးလူဒန်းစေလူဒန်းတော်တာဖြစ်ကြတဲ့ဒိန်ငါဒိန်ငါမများကျောင်းတကာကျောင်းအမများစေရီတကာစေရီအမများရည်တွဲလို့မကုံနိုင်လောက်အောင်ကြီးမားလှတဲ့ကုသိုလ်ကျိုးကိုခုရောနောင်ပါဧကမုတ်ချရရှိခံစားကြမှာပဲဒီထာဝရကုသိုလ်အလှမျိုးကိုစိုက်ပျိုးကျဲချခွင့်ရရှိလိုက်ကြတဲ့ပါရမီရှင်ကသာအကျိုးရရှိမှာမဟုတ်ပဲအများတကာအတွက်ရောနောင်လာနောက်သားများပါရမီမြင့်မြင့်တည်တည်ကျွတ်ဆက်တိုင်းအောင်အကျိုးတရားများစွာဖြစ်ထွန်းစေနိုင်ပါတယ်ဒီဇေယဓမ္မဟိတကျောင်းတော်ကြီးဇေယမင်္ဂလာတိန်တော်ကြီးလာဘဒုက္ခတိတိကဘာအေးစီတော်မြတ်ကြီးကိုအမိပြုပြီးတော့ဒါနသီလဘာဝနာတရားတွေကိုစီးပူးအားထုတ်နိုင်ကြသလိုသုခတိတကားနတ်ပြည်ပြမပြည်တကားတွေမကနိဗ္ဗာန်တကားကြီးအထိဖွင့်လှစ်ပေးနိုင်မှာကတော့အမှန်ပါပဲကျောင်းတော်ကြီးကိုတည်ဆောက်အောင်မြင်ရေးအတွက်နှစ်ရှည်လများစောင့်ဆိုင်ရကြိုးစားအားထုတ်ရတာနဲ့အမျှပင်ပန်းရကြိုးငွေကုန်ကြေးကြများရကြိုးနတ်အောင်ကျောင်းတော်ကြီးကိုအကျိုးရှိရှိတန်ဖိုးရှိရှိအသုံးပြုတော့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့နေ့စဉ်ပုံမှန်နေမကလစဉ်အထူးတရားစခန်းများကျင်းပပြုလုပ်ပေးရန်ဗုဒ္ဓအဘိဓမ္မာသင်တန်းကိုအင်္ဂလိပ်မြန်မာယိုရီးယား၃ဘာသာဖြင့်အပတ်စဉ်သင်ကြားပို့ချပေးရန်လူငယ်များနဲ့စိတ်ပါဝင်စားမှုရှိသူတို့အတွက်
မြန်မာယိုးဒယားလာဥစားပေးများကိုတင်ကြပေးရန်အနာဂတ်ကျဲပွင့်သားငယ်သမီးငယ်များအတွက်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းနဲ့အခြေခံတရားထိုင်နေများကိုတင်ကြပေးရန်စသဖြင့်ရွေချက်မှန်းထားတဲ့အတိုင်းအကောင့်ထဲပေါ်ဆောင်ရွက်သွားရန်အဓိဋ္ဌာန်ပြုထားပါတယ်ဖော်ပြပါအတိုင်းအလူရှင်များအတွက်ရောအများပြည်သူနောင်လာနောက်သားများအတွက်ပါအလွန်တရာအကျိုးတရားဖြစ်ပွားခဲ့ရပါပြီခုအချိန်ကစပြီးတော့တရားချစ်ခင်သူတော်စင်များအတွက်စိတ်အပန်းဖြေရိတ်တာကြီးမှာပါရမီတရားတွေလာရောက်ပြီးတော့ဖြည့်ဆည်းနိုင်ကြပါပြီပါရမီမျိုးစေ့တွေစိုက်ပျိုးကျဲချနိုင်ကြသလိုမဲ့သီးဖို့သီးတွေကိုလည်းပဲစုခုနိုင်ကြပါစေပိစုပန်တန္တရာအများသူငါအတွက်မရေသွက်နိုင်လောက်အောင်များမြောင်လှတဲ့အကျိုးတရားပေါင်းအနန္တရရှိနိုင်ကြခြင်းမှာရပ်ဝေးရပ်နေအသီးသီးမှပါရမီရှင်များရဲ့တရားပညာအားနဲ့စီလုံးညီညွတ်မှုအင်အားစုတရားနဲ့အသေးအပွင့်တွေပဲ